ကျွန်တော်ကျောင်းပြီးတာတစ်နှစ်ရှိပြီဒါပေမဲ့အလုပ်ရှာမရသေးဘူးအလုပ်တွေကြိုးစားလျှောက်ရင်တစ်နေ့ကအီးမေးလ်တစ်ခုရတယ်ဒီနေ့အင်တာဗျူးချင်နေတဲ့အဲ့ဒါကြောင့်ဒီနေ့အင်တာဗျူးသွားဖြေရမယ်မနေ့ညကစိတ်လှုပ်ရှားပြီးတေချာတော့အိတ်မပျော်ဘူးညတစ်နာရီကျော်မှအိတ်ဖြစ်တယ်အင်တာဗျူးက17နာရီမှဆိုပေမဲ့စိတ်လှုပ်ရှားလို့အစောကြီးနိုးနေတယ်နည်းနည်းအပြင်းကြောဆန့်ပြီးတာနဲ့ရေချိုးအဝတ်စားလဲလိုက်တယ်ထသွားထလာအဝတ်စားတွေပဲရှိလို့မနေ့ကမှကောင်းကောင်းကန်ကန်ဝတ်စုံတစ်စုံသွားဝယ်ထားရတယ်ထုံးစံတိုင်း all black ပဲပေါ့အဝတ်စားလဲပြီးတော့အင်တာဗျူးအတွက်လိုမယ်ထင်တာလေးတွေထိုင်ဖက်နေလိုက်တယ်အရေးတယ်ဒီနေ့မှမိုးကရွာနေသေးတယ်သွားကန်နေတဲ့ထိမိုးမတက်ရင် Grab ငှားသွားရမယ်ဘတ်စကားနဲ့ဆိုနောက်ကျနေအောင်မယ်အိမ်နဲ့သွားမဲ့ကုမ္ပဏီကတိတ်မဝေးတော့နိုင်ဝက်လောက်ကြိုထွက်ရင်ရတယ်ကုမ္ပဏီကိုရောက်တော့ဒီနေ့အင်တာလာဗျူးတဲ့သူက9ယောက်တောင်ရှိတယ်ကျွန်တော်က3ယောက်မြောက်တော်သေးတယ်ပြင်ဆင်ချိန်ရသေးလို့နိုင်ဝက်ကြော်လောက်ဆောင်ပြီးတော့ကျွန်တော်အလဲရောက်ရောအင်တာဗျူးခန်းထဲမှာတတိရဲ့သူ့စက္ကထရီထိုင်နေတယ်တတိကသဘောကောင်းမဲ့ပုံပါပဲကျွန်တော်ကိုဖော့ဖော့ရွရွနှုတ်ဆက်တယ်ဆဆချင်းကုမ္ပဏီကိုဘယ်လိုသိပြီး CV တင်ဖြစ်တာလဲမေးတယ်ကျွန်တော်က LinkedIn ကတွေ့ပြီးရှောက်လိုက်တာဖြစ်ကြောင်းပြောပြလိုက်တယ်သူအဓိကလိုချင်တဲ့သူက engineer background ရှိပြီး experience ရှိရဲ့သူဆိုတော့ကျွန်တော်နဲ့ကွက်တီပဲအဲ့ဒါနဲ့အလုပ်အတွေ့အကြုံနည်းနည်းမေးပြီးကျွန်တော် personality ကိုအဓိကထားမေးတယ်တတိကသူသိချင်တာမေးပြီးတော့သူ့ကုမ္ပဏီအကြောင်းတွေကြွားပါလေရောသူ့ကုမ္ပဏီကမြန်မာမှာနံပါတ်10ဝင်ကျောင်းတွေပါရီရောကျွန်တော်လဲ10မိနစ်လောက်ထိုင်နားထောင်ခဲ့ရတယ်အလုံးခန့်မခန့်ကိုတော့ HR ကတစင်ပြန်ဆက်သွယ်ပြီးမယ်ပြောတယ်အချင်းကြီးကောင်းမဲ့ပုံပဲအဲ့တော့အထိမ့်မှတ်အနေနဲ့အပြန်ကို hot pot သွားစားလိုက်အောင်မယ်刚刚干干刚刚干干 Definition General Properly, decently, in good condition, or in a normal and satisfactory manner. When referring to clothing, gang 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 awidasa means neat, decent, presentable, or properly dressed. ထသွားထလာ Ta dwa ta la. Definition General Used for ordinary, everyday activities or things that are part of normal daily life. When referring to clothing, ta dwa ta la awu asa means everyday clothes or casual wear, clothing that is comfortable and suitable for regular daily use rather than for formal occasions or special events. Ayide means something is relevant, important, or happening at a particularly inconvenient or critical time. တော်သေးတယ် Means it's a good thing. Fortunately. Luckily. Thank goodness. At least. ဖော်ဖော်ရွေရွေ Means friendly, warm, approachable, and sociable. English equivalents. Friendly, warm, welcoming.